ကျွန်တော်တက်တော့အခုဖြစ်ကဘယ်တော့မှမေ့နိုင်စရာအကြောင်းမရှိတော့ပါဘူးဒီတုန်းကနေလေးတနေကိုအယောင်ကားနဲ့ရောက်ခဲ့တုန်းကဖြစ်ခဲ့တာပါကုမ္ပဏီကနေကိုရောင်းထွက်လာခဲ့တော့ကျွန်တော်တို့ကားပေါ်မှာအယောင်ဘက်က2ယောက်ကားသမား1ယောက်စုစုပေါင်း3ယောက်ပါပါတယ်ညဘက်ကျတော့ထုံးစံတိုင်းရက်တော့ဖြစ်ကြပါတယ်အရက်ဝိုင်းမှာညင်ညခုန်ကြပြောကြဆိုကြရင်းနဲ့တရေเจ้าရောက်တော့ကျွန်တော်ကလည်းတရေမြုံနဲ့သူတို့2ယောက်ကလည်းတရေယုံနဲ့သူကျွန်တော်တယောက်တည်းနဲ့အတင်းပေညင်းကနေကိုကြီးချင်းကဒီလိုဆိုလို့ကွာငါတို့လည်းဒီမျိုးမှာနောက်ထပ်2ရက်လောက်နေရအောင်ပါဒီတော့မနေ့ဖက်ညကြရင်ဒီမျိုးကတင်းချိုင်းမှာမင်းညဘက်12နာရီကတနာရီထိနေပြရင်ငါတို့2ယောက်ကမင်းကိုတဝိုင်းကျွေးမယ်အေးမနေရင်မင်းကတဝိုင်းကျွေးမှန်တိုင်းပြောရရင်တော့တရေမြုံမှုဆိုပြီးမြဲတင်းချိုင်းမှာတယောက်တည်းနေရမယ်ဆိုတော့နည်းနည်းတော့လန့်သွားတာပေါ့ဒါပေမဲ့ငါကြောက်လို့ထင်ခါမှကြောက်တာနဲ့အလောင်းစားကိုကျွန်တော်လက်ခံလိုက်ပါတော့တယ်ဗီဒီယိုလေးကိုဆက်ပြီးမကြည့်ခင် Ghost Corner မြန်မာကနောက်ထပ်တင်ဆက်မဲ့ဗီဒီယိုလေးတွေကိုလည်းကြည့်ရအောင် subscribe လေးကိုနှိပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကို click ပေးထားကြပါအောင်နော်ဒီလိုနဲ့နောက်နေ့ညကိုရောက်တော့ထုံးစံအတိုင်းရက်ထိုင်တော့ပြီးည7:00နာရီလောက်မှလမ်းခွဲလိုက်ကြပါတယ်ကျွန်တော်ကတင်းချိုင်းဘက်ကိုတယောက်တည်းထွက်လာခဲ့ပြီးသူတို့2ယောက်ကတော့တဲခုခန်းကိုပြန်သွားကြပါတော့တယ်တင်းချိုင်းကမြက်ကန်းကလေးရဲ့ဘေးမှာကပ်ပြီးရှိနေတာပါကျွန်တော်လည်းရက်ရှိန်လေးနဲ့ခက်သက်သက်လေးလမ်းလျှောက်လာရင်တင်းချိုင်းဝါလေးရောက်ကိုပြုံးစုမိုးကကောက်ခံနေတာရွာချလိုက်ပါတယ်မိုးရင်းကြီးကိုထီးယူမလာမိတဲ့ကိုကိုစိတ်ထဲကကြိမ်ဆဲမိလိုက်ပါတယ်မိုးကလည်းတကယ်ကိုတဲတဲမဲရွာနေတာပါအနားမှာမိုးခုစရာလည်းမရှိတော့ကျွန်တော်မှမိုးခုဝင်နေရတော့တဲတန်ရှားပါခံကောင်းကျင်တော့တင်းချိုင်းထဲမှာဇီယက်လိုအဆောင်တစ်ခုကိုတွေ့ရလို့အားရဝမ်းသာပဲကျွန်တော်ပြေးသွားလိုက်ပါတယ်ဇီယက်နားကိုရောက်ချိန်မှာတော့ဇီယက်ထဲမှာကျွန်တော်မြောက်ခင်ကလူတယောက်ရှိနေပြီးမီးလုံနေတာကိုတွေ့လိုက်ရပါတယ်ဒီလောက်ကြောက်စရာကောင်းတဲ့တင်းချိုင်းထဲမှာတယောက်တည်းထိုင်နေပုံကြည့်ရတာသူ့ဘရာဇာတယောက်ဖြစ်မယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဘယ်နေရာကြည့်လူတွေတောင်းတွေပတ်လည်ရှိနေတဲ့ခုလိုနေရာမှာတယောက်အဖို့ရှိနေတာတယောက်ထဲထက်စားအများကြီးကောင်းပါ။ဇေယျဆိုပေမဲ့လည်းသူကအရင်ရောက်နေတာဆိုတော့ကျွန်တော်ကခွင့်တောင်းပြီးဇေယျထဲကိုဝင်လိုက်ပါတယ်။ဇေယျထဲကိုဝင်ထိုင်လိုက်ပြီးမှမှားများမှားသွားပြီလားလို့တော့ကိုထင်လိုက်မိပါတယ်။ဘာလို့လဲဆိုရင်သူ့မျက်နှာတစ်ခုလုံးကဖြူပြီးတော့ဖော်တွတ်တွတ်ဖြစ်နေတယ်။နှာခမ်းတွေကလည်းပြာနှမ်းပြီးကြောက်စရာကောင်းနေပါတယ်။သူလည်းကျွန်တော်လိုပဲမိုးမိထားဟန်တူပါတယ်။တကူလုံးမိုးရည်တွေရွှဲနေပါတယ်။ကျွန်တော်မီးလုံးမရစေလို့ပြောလိုက်တော့သူကဘာမှပြန်တုံ့ပြန်တာမတွေ့ရပါဘူး။အတိမသာကောင်းလုံးပြပြတယ်လို့ထင်လိုက်ရပါတယ်။ခဏနေမှသူကအေးဆက်ဆက်လေးတန်းနဲ့ခင်ဗျားတို့တင်ညာနဲ့ဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်။ကျွန်တော်လည်းငကူတဲ့စကားပြောချင်နေတာဆိုတော့ဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်ပါတယ်။ကျွန်တော်ရဲ့စကားလည်းစုံအောင်ဒီလူကအတန်6ကြီးနဲ့ရီလိုက်ပါတယ်။ပြီးတော့မှသူရဲ့ပြူးနေမျိုးလုံးကြီးတွေကျွန်တော်ကိုကြည့်ပြီးဒါဆိုခင်ဗျားတရေမယုံဘူးပေါ့တကယ်ဒီနေရာတရေ6တယ်လို့အင်တန်နာမည်ကြီးတာလို့ဘလုံးဖိတန်ကြီးနဲ့ပြောလိုက်တယ်သူပြောတော့မှကျွန်တော်လည်းစက်သိန်းကြီးဖြန်းကနေထလာပါတော့ကျွန်တော်ကရဲစွန့်ပြီးဘလို့နာမည်ကြီးတာလဲပြလို့မေးလိုက်ဒီလိုပြလို့စကားဆလိုက်ပြီးသူကဒီနေရာဟိုးရင်ကဟိုဘကန်းကိုကူးတဲ့လှေစိတ်ကလေးတစ်ခုရှိတယ်ကြားတော့ကြားခဲ့ပါပြီအဲ့ဒီကလှေလော်တဲ့ကောင်လေးတယောက်ကဒီကရုစစ်ကိုအမြဲတမ်းခီးတဲ့ဟိုဘကန်းပို့ပေးနေကြဗျဒီလိုနဲ့အတူချုပ်ပြောရရင်ကရုစိတ်ကိုလာနေကြတတိသမီးတယောက်နဲ့လီသမားလေးကကြိုက်သွားရောဗျဒါပေမဲ့တတိသမီးဆိုတော့ဟိုဘက်ကမိဘတွေကသဘောမတူကြဘူးပေါ့ဗျာလို့သူကပြောလိုက်တယ်ကျွန်တော်မိဖို့ငေးရင်းနဲ့သူပြောတာကိုနားထောင်နေလိုက်ပါလို့သဘောမတူတော့ထုံးစံအတိုင်းပဲလီသမားလေးကတတိသမီးလေးကိုခိုးပြေးဖို့စီစဉ်ပါတော့တယ်တတိသမီးလေးကလည်းအစီအစဉ်ကိုလက်ခံတာနဲ့လာပြညမှာဟိုဘက်ကန်းကနေစောင့်နေဖို့ချိန်လိုက်ပါတယ်ဒါပေမဲ့ဖြစ်ချင်တော့ဗျာတတိသမီးလေးရဲ့အိမ်ကရိပ်ပြီးသွားပြီးကောင်မလေးကိုဘယ်ဦးမှမထွက်နိုင်အောင်အိမ်ထဲမှာတကားပိတ်ပြီးထားလိုက်ပါတယ်ဒီเจ้าကောင်လေးကတော့မတည်ဘူးပေါ့ဗျာဟိုဘက်ကမှကောင်မလေးလာကိုသွားပြီးစောင့်နေတာပေါ့လို့ပြောရင်တပြင်းချလိုက်ပါတော့အချိန်တော်လင်းတဲ့အချိန်ထိကောင်မလေးရောက်မလာတော့မှကောင်လေးကစိတ်လျှော်ပြီးဒီဘက်ကန်းကိုလှီလော်ပြီးပြန်လာခဲ့ပါတယ်ဒါပေမဲ့ကံကဆိုးကျင်တော့ရေလေလောက်ရောက်မှခုနကရွာသလိုပဲလီယောမှုရောကျလာပါတော့ကံဆိုးတော့လှီသမားလေးမှာချစ်သူဝေးတဲ့အပြင်မိုးတဲ့လီထဲမှာလှီမှောက်ပြီးတည်သွားခဲ့ပါတယ်ဒီချိန်ကစလို့တည်သွားတဲ့ကောင်လေးရဲ့ဝိညာဉ်ကိုမိုးလီတွေကြားတဲ့နေ့မှာတွေ့ရတတ်တယ်လို့လူတွေကပြောလာကြပါတယ်သူစကားဆုံးချိန်မှာကျွန်တော်လည်းအပြင်ကိုကြည့်လိုက်တော့မိုးကဆဲနေပါပြီခုနကဆူထားတဲ့ကျွန်တော်ဝတ်တီတောင်မှမီးပုံရဲ့အချိန်နဲ့အတော်လေးခြောက်နေပါပြီကျွန်တော်တို့လောင်းကစားလုပ်ထားတဲ့အချိန်လည်းပြည့်နေပြီဆိုတော့ပြန်ဖို့အတွက်ထားရင်နှုတ်ဆက်ဖို့ကျွန်တော်ကသူ့ဘက်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့ကျွန်တော်တို့ချက်သိမ်းနေထလာပြီးလန့်အောင်မိလိုက်ပါတော့ကျွန်တော်သာရေခြောက်သွားပြီမဲ့သူ့ရဲ့တကူလုံးမှာတော့ရေတွေကကျွန်တော်စားရောက်စင်ကားလိုပဲတစ်ဆက်ဆက်ကျနေစေဖြစ်ပြီပြူးကျဲတဲ့မျက်လုံးစုံကကျွန်တော်ကိုစိုက်ကြည့်နေတာကိုသာနောက်ဆုံးမှတ်မိလိုက်ပြီးအရာအားလုံးမှောင်အတိကျသွားပါတော့တယ်
ကျွန်တော်သတိရချိန်မှာတော့စေယုံကိုရောက်နေပြီးဒီဖြစ်ပျက်တွေဟာကျွန်တော်ဘဝတစ်သက်လုံးအမြဲတမ်းခြောက်လှန့်နေတော့မယ်အဖြစ်အပျက်တစ်ခုပါပဲ